ကျွန်တော်ဖိုင်ငယ်ဖိုတိုဂရူအင်ဂျာဖြစ်ပါတယ်ဟိုဒီနေ့ကတော့တိတ်ပန်ခွင်းထဲမှာရိုက်မှာဖြစ်ပါတယ်ကျွန်တော် close ရတော့9250 prime နဲ့ရိုက်မှာဖြစ်ပါတယ် model လေးရောက်နေပါတယ်ကဲစလိုက်ကြတော့အဲ့ lighting ပြားတွေကမသုံးတောဆန်လို့ဒါတွေ ပါတယ်ရောဆန်လို့မ